အားလုံးမင်္ဂလာပါဗျကျွန်တော်ကတော့တွက်လက်ပါအခုဆိုရင်ပရိသတ်တွေအရန်တောင်းတလွန်းလို့ကျွန်တော်ကိုထင်ပြလိုက်တာပါဘာလဲဆိုတော့အခုကျွန်တော် channel လေးလုပ်နေပါပြီကျွန်တော် channel နာမည်ကတော့တွက်လက်ရဲ့ဟာတာများလို့ရိုက်လိုက်တာ ਨੇ YouTube ရော Facebook ရောကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဇလန်းနေမလာခင်လေးမှာပရိသတ်တွေကျွန်တော်အရန်တောင်းတထားတယ်ကျွန်တော်ရဲ့တချင်းလေးကိုကျွန်တော်စပြီးတင်မှာဖြစ်ပါတယ်အဲ့ဒါကဘာမှတင်မှာလဲဆိုရင်တော့တွက်လက်ရဲ့ဟာတာများ YouTube channel မှာကျွန်တော်တင်သွားမှာဖြစ်ပါတယ် Facebook မှာလည်းတင်သွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့သချင်းလေးရဲ့နာမည်ကတော့စိတ်ကူးရင်ကဘာလေးဆိုတဲ့ကျွန်တော်ရဲ့သချင်းလေးပဲဖြစ်ပါတယ်အဲ့ဒီသချင်းလေးကိုအဲ့တော့ဒီလိုလုပ်လိုက်ပါဗျာကျွန်တော်အကုန်လုံးတီးလဲတီးပြီးပါပြီဆိုလဲဆိုပြီးပါပြီ NTV လဲရိုက်ပြီးပါပြီဖြစ်တဲ့အတွက်မလို့အဲ့ဒီသချင်းလေးကိုကျွန်တော်အငြီးကျွေးတဲ့အနေနဲ့တစ်ချက်လောက်နားထောင်ကြည့်ပါလားချစ်သူကောင်းမလေးရုပ်ချောတော့ကောင်းနှလုံးသားလာသူလေးတိမ်မွေးနုညံလမ်းလျှောက်တဲ့ပုံလူတကားငယ်နတ်သမီးလေးလာမတော်လာအောင်လာသူရင်ကဲဘလို့လဲကြိုက်လားအဲ့ဒီမှာဗျာကျွန်တော်တရုပ်ဆောင်ထားတဲ့မှာဗျာကောင်ပါလေးဝါကျွန်တော်တရုပ်ဆောင်ထားတယ်ပြီးတော့ဇလန်းအပြည့်စုံကိုကျွန်တော်တင်ပါပါဒါကတော့လောလောဆယ်ပိတ်သက်တို့ကျွန်တော်အငြီးလေးတွေ့တာအဲ့တော့ comment လေးမှာလည်းကျွန်တော်နည်းနည်းလေးရေးပေးခဲ့ပါဦးအဲ့တော့ဒီတချင်းကိုပထမတော့ကျွန်တော်ထုတ်ဖို့စီစဉ်မရှိပါဘူးဒါကျွန်တော်ပိတ်သက်တွေအရန်တောင်းလွန်အားကြီးလို့ကိုကျွန်တော်တချင်းလေးတွင်းပြတယ်စီရီယိုမှာပေါ့အဲ့ပါလေကျွန်တော်လုပ်ပေးထားတော့ကျွန်တော်ညီငယ်လေးသွန်းရွှေလျာပဲတီးခတ်ပေးထားပြီးတော့အကုန်လုံးအဆဆရအကုန်လုံးကုညီပေးထားပါတယ်အဲ့တော့သွန်းရွှေလျာကလည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ဒီတချင်းကိုဘယ်တော့လွှင့်မလဲဆိုတာကိုကျွန်တော်လွှင့်မဲ့ရက်ကိုတင်မဲ့ရက်ကိုတွက်လက်ရဟာတာများဆိုတဲ့ YouTube Facebook channel ကနေပြီးတော့အခု9လပိုင်း16ရက်နေ့စနေနေ့ည9:00 နာရီကိုကျွန်တော်စပြီးတော့တင်မှာဖြစ်ပါတယ်အဲ့ဒါကကျွန်တော်အရင်ဦးဆုံးပြိတက်တဲ့အရန်တောင်းလုံးဝကြီးလို့ပြောလုံးဝကြီးတွေအတွက်ကျွန်တော်အဲ့ဒီတချင်းလေးကိုအရင်လုပ်လိုက်တာပါဇလန်းတွေကလည်းကျွန်တော်အကုန်လုံးရိုက်ပြီးသွားပါပြီကျွန်တော်ဇလန်းမှာတော့ထွေထူးတော့ပြောကြမလို့ပါဘူးကျွန်တော်ရဲ့ဟာတာဇလန်းတွေမှာ drama တွေလည်းပါမယ်နောက်ပြီးတော့ရည်စရာဟာတာတွေလည်းပါမယ်ပညာပေးလေးတွေပါမယ်ဒီတွက်လက်ရဟာတာများဆိုတဲ့ channel ရဲ့အစီအစဉ်မှာတော့ကျွန်တော်ဒီတစ်ခါတော့ကျွန်တော်မျိုးစုံလေးတွေကျွန်တော်အကုန်လုံးလှုပ်ထားပါတယ်အဲ့တော့ဗရိတ်သက်တွေဘက်ကအစင်သစ်ဖြစ်ပြီလားဆိုတော့ကျွန်တော်တစ်ချက်စောင့်ကြည့်နေကျွန်တော်ရဲ့တချင်းလေးကိုတော့9လပိုင်း16ရက်နေ့စနေနေ့ည9:00 နာရီမှာစတင်မှာဖြစ်တဲ့အတွက်လာရောက်ဘေးဂျာဘာအိုကျေးဇူးပါ